မင်္ဂလာပါဘီလီယံနာခင်ဗျကံကောင်းခြင်းများစွာနဲ့ရှေ့ဆက်ကြရမယ်နေ့ရက်ပါဒီထဲမှာဂျမနိုင်ရာသီကွန်ကြီးပါလာမေထုံရာသီကွန်ကြီးပေါ့နော်မေထုံရာသီကွန်ကြီးပါခဲ့တယ်ဆိုရင်အသေးချာနားထောင်ပြီးမေထုံရာသီဘွားတွေရဲ့ဂျမနိုင်တွေပေါ့ဂျမနိုင်တွေရဲ့အထူးခြားဆုံးလှလို့လည်းဒီလကပြောလို့ရတယ်ဂျမနိုင်တွေကဒီလိုမျိုး6လပိုင်းမှာဒီ astrology မှာပြနေတဲ့ကိန်းဂဏန်းတွေအရာဆိုလို့ရှိရင်ဂျမနိုင်းတွေကလုပ်ငန်းအသစ်တစ်ခုကိုစတင်တဲ့နေရာမှာအလွန်ကောင်းတယ်မိမိရဲ့ချွေးနှဲစာလေးနဲ့နိုင်တဲ့လောက်စသဘောတခုပြောတော့ကိုက online selling လုပ်မယ်ဆိုရင် online selling နဲ့ပတ်သက်ပြီးတော့အသေးချာ branding ကိုတည်ဆောက်ရတာမရတာကိုအာရုံမစိုက်နဲ့ကိုယ့်ရဲ့ performance ကောင်းမှုကိုယ့်ရဲ့တင်ပြမှုတွေကောင်းမှုကိုယ့်ရဲ့ရှင်းလင်းပြတ်သားမှုကိုယ့်ရဲ့တစ်ဖက်သားပေါ်မှာကြည်အကြည်စိတ်ကလေးနဲ့ပေါ့နော်မျှဝေခံစားမှုဟာဒီဂျမနိုင်းတွေကိုပို့ပြီးတော့အောင်မြင်မှုစီကိုတွန်းပို့တဲ့ကာလဖြစ်ပါတယ်တနည်းအားဖြင့် online ကိုသုံးတဲ့ billion က Gemini တွေပါတယ်ဆိုရင် like follow share copy link အသေးချာယူသွားနောက်တစ်ခါ Gemini တွေကစူးစမ်းရှာဖွေတဲ့အခါမှာငွေနဲ့ပတ်သက်တဲ့သူ့ရဲ့ budget ကိုပြန်ကြည့်တဲ့အခါမှာသူကငွေကိုစနစ်တကျသူကစီမံပြီးတော့စုဆောင်းရတယ်ပေါ့နော်နေ့ချင်းညချင်းထီပေါက်လို့နေ့ချင်းညချင်းအမွေရလို့ဒါမျိုး Gemini မှာတိတ်မရှိဘူး Gemini တွေကသူ့ရဲ့ဝရိယအားနဲ့စူးစမ်းအားထုတ်ပြီးသူ့ရဲ့မှန်မှန်ကန်ကန်တိဆောက်ခဲ့တယ်ဆိုရင်တော့ဂျမနိုင်းတွေကချမ်းသာလာတဲ့အပိုင်းမှာပို့ပြီးတည်ငြိမ်တယ်လို့ပြောရမယ်။သို့တော့ဂျမနိုင်းအများစုကငွေတော့အတော်ရှာနိုင်တယ်။ငွေတော့ကိုယ့်ရဲ့ရွှေနှုတ်ကလေးကနေဟလိုက်တာနဲ့ငွေဆိုတဲ့စကားလုံးလေးဟလိုက်တာနဲ့ငွေတွေကအများကြီးရောက်လာတတ်တယ်။ပြီးလို့ရှိရင်ဖြတ်ထိုးညံနီလန်တအားကောင်းတယ်ဒီဂျမနိုင်းကတခုပဲသူ့မှာရှိတာငွေရှာရတာငွေခေါ်ရတာဘဝထဲမှာမြန်ဆန်တယ်လို့ကိုအခက်ခဲဖြစ်လာရင်ကိုကူညီမဲ့သူကလည်းဘေးကနေအများအား support ရှိတယ်support ရှိပဲဒဇိန်လူကလည်းဖြစ်ကောင်းဖြစ်မယ်ကိုယ့်ရဲ့အခြေဆုံးတငယ်ချင်းတွေဖြစ်မယ်ကိုယ့်ရဲ့ဆွေမျိုးတွေကဖြစ်ကောင်းဖြစ်မယ်သဘောတစ်ခုပေါ့သူ့ဘဝမှာတစ်ခုခုတော့သူက support ရတတ်တယ်ငွေနဲ့ပတ်သက်ပြီးကိုရှာပွေထားတဲ့အတီးပွင့်ကကြီးပွားတော့မယ်ဆိုရင်ဆက်တူဆိုတဲ့အရာကိုတော့လုံးဝမလုပ်ဖို့လိုတယ်ဆက်တူလုပ်ရင်တော့အိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်တဲ့အခါမှာရေထဲကိုခဲလုံးလေးတစ်လုံးချလိုက်ရင်တောင်မှဘာလုပ်လဲပလုံလဲမြည်ဦးပဲအဲ့ဒီဆက်တူသွားလုပ်လိုက်တယ်ပလုံတောင်မမြည်ဘူးအတန်မကြားရအောင်နော်ခင်မင်မှုတွေပါအကုန်လုံးစုပ်ရုပ်ရော့သွားပြီးတော့ကိုယ့်ကိုဘာလုပ်လဲတက်တာဘိုင်းဆိုပြီးတော့ပြသွားတဲ့ invest မျိုးပဲရပါလိမ့်မယ်ခုနပြောတဲ့စက်တူ share မျိုးပါလုံးဝ joint venture လို့ပြောပါအဲ့ဒါလုံးဝအကျိုးမပေးပါဘူးဘီလီယံနာဂျမနိုင်းရဲ့အဓိကကြီးပွားတိုးတက်ခြင်းတဲ့အရာတစ်ခုက1မြေမှာရင်းနှီးမြုပ်နှံပါ2ရွှေမှာရင်းနှီးမြုပ်နှံပါရွှေဆိုလဲရွှေစင်ရွှေတန့်ရွှေခဲစသဖြင့်ရွှေပိုင်းပိတ်တာလိုက်စုဆောင်းပြီးတော့ကံကောင်းခြင်းတွေလက်ခံရရှိတဲ့ဂျမနိုင်းပါခင်ဗျာ like follow share တိချာလို့ Telegram link ကိုတေချာချိတ်ထားကျေးဇူးတင်ပါတယ်ဘီလီယံနာ